CP ကထိုင်းနိုင်ငံမှာရှိနေတဲ့ business အကုန်လုံးကိုပိုင်တော့မယ် CP is badass Got me looking so crazy right now. Your love's got me looking so crazy right now. အားလုံးပဲမင်္ဂလာပါ Siri with knowledge ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်7 minute အတွင်း Thai business history bibliography အကြောင်းအရာတွေကိုသိသွားရမှာပါပုံပွင့်နည်းနည်းနဲ့ criticize လုပ်ပါမယ်ဒီကနေ့မှာတော့ Siri က CP အကြောင်းကိုပြောပြပါမယ်အားလုံး CP ကိုသိမှာပါမြန်မာပြည်မှာလည်းCP ချက် CP အသားလုံး CP sausage ဟုတ်တယ်မလားနောက်ပြီးတော့လည်းရန်ကုန်မှာရှိတဲ့ macro ကလည်း CP ပိုင်းပါတယ် CP တော့မဟုတ်ကြရန်ဖို့ကပန်ကအမှန်တကယ်သူ့ရဲ့အောက်မှာကcompany တွေအများကြီးပဲရှိတယ်ဒါပေမဲ့နာမည်ကတော့ CP ဖြစ်ချင်မှဖြစ်မယ်တခြားနာမည်သုံးရင်လည်းသုံးလိုက်မယ်ဘယ်လိုပဲဖြစ်ဖြစ်အရှိန်မပြောချင်လို့အားကြောင့်မလို့ CP လို့ပဲစီပြီးသုံးလိုက်မယ်နော်အားလုံးသိပါသလားထိုင်းနိုင်ငံမှာကလည်း Thai business တွေ Thai companies Thai entrepreneurs တဲမှာတွေကလည်း CP က drama ရှိတာအများဆုံးစီပြီး intro မှာပြောသွားတဲ့အတိုင်းမှာဟိုဘက်လက်ကြည့်လဲ CP ဒါလဲ CP နိုးလာနဲ့အရာရာတိုင်းက CP ဖြစ်နေ CP ကဟာပဲဖြစ်နေတယ်ဥပမာအစားအစာတွေဆိုင်တွေ retails and distribution တွေတက္ကသိုလ် and then blah blah တွေပေါ့နော်CP တွေကြီးပဲ CP ပိုင်တဲ့ဟာတွေကြီးပဲအဲ့ဒါကြောင့်မလို့ထိုင်းလူမျိုးက CP ကိုဘယ်လိုမြင်လဲဆိုတော့ CP it's fucking capitalist ကမြန်မာလို့ဘယ်လိုခေါ်ရလဲခဏလေအရင်ရှင်ခါမှပြောဘူးအဲ့ကြကတော့ anyway ပြောချင်တာကတော့ဟိုတိုလီမောက်ဆာ entrepreneurs လေးတွေကိုအခွင့်အရေးမပေးဘူးပေါ့နော်အမှန်တကယ်တချို့ဟာတွေကသူမလုပ်ဘဲနဲ့အဲ့လိုမျိုးအသေးစားလေးတွေကိုလောက်ခိုင်းလို့ရတယ်ဒါပေမဲ့ပို့ချာမဟုတ် CP အရာရာတိုင်းအောင်သူကြီးပဲလုပ်နေအဲ့ဒါကြောင့်မလို့ဒီအသေးလေးတွေကစီးပွားရေးလုပ်တဲ့အခါမှာအခက်ခဲရှိတယ်ပေါ့နော်ဒါကြောင့်မလို့လဲထိုင်းလူမျိုးတွေကတချို့တွေเนาะအကုန်လုံးမဟုတ်ဘူးเนาะတချို့တွေက CP ကိုမကြိုက်ကြပါဘူးဒါပေမဲ့ CP ကတကယ်ရော capitalist လားတကယ်လူဆိုးလားဆိုတာကိုသိချင်တယ်ဆိုရှင်ဒီဗီဒီယိုကိုပြောင်းနှထောင်ပါရှင်းပြပါမယ်သူရဲ့ history အကြောင်းအရင်နှထောင်ကြည့်အောင် CP or ကျလွန်ဖုတ်ကပန်ပေါ့နော် neon script ကြည့်အောင် CP or ကျလွန်ဖုတ်ကပန်ကပထမဦးဆုံးကတော့ကျဲတိုင်ဆိုတဲ့ဆိုင်နဲ့အရင်စတာပါပိုင်ရှင်ကတော့အခုလက်ရှိ CP founder ရဲ့အဖေဖြစ်ပါတယ် CP founder ရဲ့နာမည်ကတော့คุณธนินเจระวนนท์လို့ခေါ်ပါတယ်คุณဆိုတာက Miss Mr Mrs เนาะစီဗီနဲ့ထိုင်းစာတင်နေဆိုလို့ရှင်သိမှာပါကျဲတိုင်ဆိုင်ကအယိုးဆုံးလက်မြေဩဇာတွေအသီးနယ်မျိုးစစ်တွေကိုစရောက်တာပါဒါနဲ့သူတို့ရဲ့သားသမီးရှိမရှိဆိုရင်မသေးကြဘူး။သားသမီးလိုပဲသုံးလိုက်မယ်เนาะ။မှားသွားတယ်ဆိုလို့ရှိရင် sorry ပါ။သူတို့ရဲ့သားသမီး generation ကတော့ကြက်မွေးမြူရေး business တွေကိုစလုပ်ပါပြီ။ကြက်မွေးမြူရေးလားဘယ်လိုပြောရလဲ။အဲ့ဒီဟာပဲမဟုတ်ဘူး။နောက်ပြီးတော့တရိတ်ဆန်အစားအစာစက်ရုံတွေပါသူတို့စလုပ်ပြီ။ and then 1996မှာ CP Group ဆိုတဲ့ company ကိုထောင်လိုက်ပါတယ်အဲ့ဒီတော့ပြောမယ်ဆိုရင်ထိုင်းနိုင်ငံမှာရောပဲအဲ့ဒီစီးပွားရေးလုပ်နေတာမဟုတ်ဘူးဒါပေမဲ့တခြားနိုင်ငံတွေကိုပါ expand လုပ်တယ်ကွာနောက်ပိုင်းကျတော့ macro ကိုဝယ်လိုက်ပါတယ်ဒါပေမဲ့ shareholder ကတော့ဒီ CP ပဲမဟုတ်ဘူး originally macro က Netherlands ကလည်းအဲ့တော့shareholder ကလည်း CP ပါတယ်နောက်ပြီးတော့ Netherlands ဘက်က shareholder တွေလည်းပါတယ် macro ဖွင့်ပြီးသွားတော့သူတို့ 7-Eleven ကိုဝယ်လိုက်ပါတယ် 7-Eleven ကအမေရိကကနေလားမသိဘူးမှတ်မိသလားလေအမေရိကကနေဝယ်လိုက်တယ် so macro ဘာဖြစ်လို့လုပ်ချင်လဲဆိုတော့သူတို့ကဘယ်လိုမြင်လဲဆိုတော့ပုံမှန်တိုင်းဆိုလို့ရှိရင်ဈေးအရောင်းဝယ်လုပ်တဲ့အခါမှာကပွဲစားလားဘယ်လိုခေါ်လဲအဲ့လိုမျိုးပွဲစားကနေတဆင့်ဝယ်ရတယ်လေဥပမာဟဲ့ငါဂေါ်ဘီတို့ကီလို30လောက်ရကျင်တယ်ဆိုလို့ရှိရင်သူ့ကိုယ်တိုင်ကဒီရောင်းတဲ့လူကိုယ်တိုင်ကဟိုးရောင်းတဲ့နေရာအထိကိုသွားရတာမဟုတ်ဘူးဒါပေမဲ့ဂျားထဲမှာ middleman ရှိတယ်အဲ့ဒီ middleman ကနေတစ်ဆင့်ပျော်ပြီးတော့မှဝယ်ရတယ်သို့မဟုတ်ဆိုင်လေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးအသေးစားလေးတွေအဲ့ကနေတစ်ဆင့်မှာပဲမှာဝယ်ယူအဲ့လိုမျိုးပုံစံပေါ့ဒါပေမဲ့ macro ရှိလိုက်တော့အဲ့လိုဆိုင်တွေကပြောမယ်ဆိုရှင်သူတို့က business လုပ်ဖို့အဆင်မပြေတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ macro ရဲ့ရည်ရွယ်ချက်ကမင်းတို့ businessman businesswoman တွေဈေးရောက်တဲ့လူတွေဒီနေရာကိုပဲလာဒီနေရာမှာဘယ်နှကီလိုရကြလဲဘာရကြလဲအစုံဒီနေရာမှာရှိတယ်ဒီနေရာကိုပဲလာ
အဲ့ဒီကြီးရွယ်ချက်နဲ့ထိုင်းနိုင်ငံမှာ macro ဖွင့်လိုက်တာပေါ့နော်ပြီးတော့လဲသူတို့အမြင်ကဒီဆိုင်အကြီးနဲ့မလုံလောက်ဘူးပေါ့နော်ကျန်တဲ့ဟာတွေကိုလည်းဆိုင်တက်တက်လေးတွေမှာသူတို့ထားခြင်းနဲ့အားကြောင့်မလို့ 7-Eleven ကိုဝယ်လိုက်တာပါနောက်ပြီးတော့အစပိုင်းကလည်း 7-Eleven အားလုံးသိရမလား 7-Eleven မှာဆိုရှင် frozen food တွေများတယ်လေအရင်တော့ဖွင့်ခါစားတော့အဲ့လိုမျိုးမဟုတ်ဘူးเนาะတခြားshampoo ဆက်ပြအဲ့လိုမျိုးတော်လေးမောက်ဆဟာလေးတွေရောင်းနေပြီးတော့မှသူတို့ကfrozen foods ကိုစရောင်းတာပါသူတို့ရဲ့ concept ကဘာလဲဆိုတော့ human like a woman 7-Eleven Human like a weapon. 7-Eleven. အိုက်စာတိုင်းဒီနေရာကိုလာခဲ့ပါ 7-Eleven ပါအဲ့လိုမျိုးပေါ့အဲ့တော့ပိုက်စာနဲ့ချစ်ငါ 7-Eleven သွားမယ်အဲ့လိုမျိုးစိတ်နဲ့ပေါ့နော်ရတယ်သူရဲ့ slogan အဲ့လိုမျိုးအားကြောင့်မလို့ frozen food တွေ bakery တွေနောက်ပြီးတော့တခြားfrozen food အခုလက်ရှိတွေ့နေတဲ့အတိုင်းပဲနောက်ပိုင်းမှာစရောင်တာပါမမီငငယ်တော့အဲ့တချင်း slogan အနေနဲ့အဲ့တချင်းရှိရပါတော့ဒါပေမဲ့ကြီးလာတော့သူတို့အဲ့ချင်းမသုံးတော့အဲ့ဒီ frozen food တွေ bakery တွေလုပ်တဲ့အတွက်အားကြောင့်မလို့ CP ကနောက် company တစ်ခုပါထောင်လိုက်သေးတယ်အဲ့ဒီ frozen food တွေ bakery တွေလုပ်ဖို့အတွက်ပေါ့မုံတွေကလည်းအမျိုးစုံကိုရှိတာเนาะဥပမာလမ်းဘေးမှာရောင်းတဲ့မုံတွေကစ 7-Eleven မှာရှိတယ်အဲ့တော့ဈေးသည်တွေကဘယ်လိုမြင်လဲဆိုတော့ဟာမင်းတို့အဲ့လိုအကွန်ခန်းထဲမှာမင်းတို့ငါရောင်းတဲ့ဟာရောင်းလိုက်တော့ငါကဘယ်လိုလုပ်မအောင်ဘသူကငါစီမှာလာဝယ်မအောင်ဟုတ်တယ်မလားလူတွေကဘယ်မှာသွားဝယ်နေပူပြီးတော့သွားမဝယ်ဘူးလေ maybe အပြင်ခဏထွက်ပြီးတော့ 7-Eleven အကွန်အေးအေးတဲ့ဝင်ပြီးတော့မှားလိုက်မှာဝယ်လိုက်မှာပေါ့တော့မဟုတ် 7-Eleven application ကနေတစ်ဆင့်မှာလို့လည်းရတယ်လေအဲ့တော့ဒီလိုမျိုးအသေးစားလေးတွေကသွားပြီအဲကြောင့်တချို့လူတွေကလည်းသိမစိတ်ချပါအောင်သူတွေအမြင်ကတော့ business လုပ်တဲ့အခါမှာကလည်းအခွင့်အရေးရတယ်ဆိုလို့ရှင် like pan like you လောက်ရမယ်ကွာအင်းအောင်လုံးလို့မရဘူးဒါဆီရီအမြင်เนาะအဲ့တော့ကိုယ့်ဘက်ကရှုံးနေတဲ့ထင်ရင်လဲကိုယ့်ဘက်ကလည်းတစ်ခုတနည်းလမ်းတစ်ခုရှာကြံပြီးတော့ဆက်လုပ်ရမှာပဲဒါ business worldဘလိုမျိုး like blame လုံးနေလို့မရလူတွေကအရှိကိုပြေးနေဘယ်နီးလန်းနဲ့ပဲဖြစ်အရှိကိုပြေးနေကိုယ့်ဘက်ကလည်း blame မလုံးနဲ့အချိန်ကုန်တယ်ကိုယ့်ဘက်ကလည်း like မိအောင်လုပ်ရမယ်ဘယ်သူမှမွေးလာတယ်ဝုံနိုင်ရွှေထဲမှာရွှေပါလာမဟုတ်ပစိန်ပါလာမဟုတ်ဘူးကွာ anyway 1990မှာ CP က True Company ကိုစာဖွင့်လိုက်ပါတယ်ဒါပေမဲ့အဲ့တော့က True နာမည်နဲ့မဟုတ်ဘူးเนาะ Telecom Asia Corporation ဒါပေမဲ့အခုလက်ရှိနာမည်ကတော့ True ပါ True သိရမလား SIM card လေ True ဒီထဲမှာဘယ်သူ True SIM card သုံးပါတယ်လဲ Siri ပါ after that နောက်ထပ် company အမျိုးစုံအများကြီးပဲဖွင့်သေးတယ်1993မှာ hypermarket ဖြစ်တဲ့ Lotus ဆိုတဲ့နာမည်နဲ့ဆိုင်ဖွင့်လိုက်ပါတယ်ဒီဗီဒီယိုကြည့်ပြီလားတော့ကြည့်လို့ရရနော် hypermarket က supermarket နဲ့မတူဘူးเนาะ so hypermarket ကလက်လီရောင်းတယ်နောက်ပြီးတော့ပစ္စည်းတွေကလည်း fresh ဖြစ်တဲ့ product တွေ supermarket ထက်ပိုများတယ်အားလုံးကအဆင်ပြေနေတဲ့အနေအထားမှာရောက်နေတယ်ဒါပေမဲ့ต้มยำกุ้ง crisis ထိုင်းလိုต้มยำกุ้งလို့ခေါ်ရပေါ့နော် but internationally ဘယ်လိုခေါ်လဲဆိုတော့ Asian financial crisis အဲ့ဒီဟာက1990မှာအိုးဟိုအဲ့တော့တော်တော်ဆိုးတာအမလေးတော်တော်ဆိုးอ่ะကိုကတစ်နှစ်ပဲရှိတယ် but တော့ပြောစာပြန်ဖတ်ကြည့်တယ်ဆိုရှင်အရန်ကိုထိုင်းနိုင်ငံတော့ economic very very bad ပဲဆုံးတော့ CP က Lotus ထဲမှာရှိတဲ့ shareholder ကို Tesco ကိုပြန်ရောင်းလိုက်ပါတယ်ဆိုပြီးမမီကို Tesco ကပြန်နိုင်ငံကလည်းဆိုတာကိုလေဒါပေမဲ့အကုန်လုံးရောင်းပလိုက်တာမဟုတ်ဘူးเนาะ that's why အဲ့တော့ငါဆိုရှင် Lotus ပဲမဟုတ် but Tesco Lotus ဖြစ်သွားတယ်နာမည်ကအဲ့ဒီတော်တွင်းမှာလဲ macro ထဲမှာရှိနေတဲ့ shareholder ကိုလည်း CP ဘက်ကပြန်ရောင်းလိုက်ရပါတယ်နည်းနည်းလေးပဲရောင်းလိုက်တာမဟုတ်တော့အကုန်လုံးကိုရောင်းလိုက်ရတယ် but anyway နောက်ဆုံးတော့ CP ဘက်က Tesco ကနေ share ပြန်ပြီးတော့ဝယ်လာနိုင်ပါတယ် macro ရောပဲ so အခုကျတော့ Tesco Lotus မဟုတ်ပါနဲ့ Lotus apostrophe s ဖြစ်သွားပါတယ်။နောက်ထိုင်းနိုင်ငံမှာရှိတဲ့ macro ကလည်း okay CP ဟာနောက်ပြီးခုနကပြောသွားတဲ့အတိုင်းမြန်မာပြည်မှာရှိနေတဲ့ macro ကလည်း CP ဟာပဲเนาะ။ကဲအားလုံးဘယ်လိုလဲ Siri ချင်တာ7 minute ကြော်မယ်လို့ထင် like I try my best အရင်ကိုတိုးခိုင်းစေချင်တာကွာ
but ကိုပြောချင်တဲ့ဟာလည်းတွေ့လဲရှိသေးရဲ့ပေါ့နော် so နည်းနည်းတော့ကြော်သွားပါလိမ့်မယ်7 minute ကဘလို့ပဲဖြစ်ဖြစ်ဒါတော့မှ series ထပ်ပြောချင်တဲ့ဟာတွေရှိသေးတယ်ဒါပေမဲ့ဒီ video အရင်ကြီးကိုရှေ့သွားမှာမို့လို့ပါကဲ၍ CP အကြောင်းသိတဲ့လူတခြား series မပြောသွားတဲ့ဟာတွေရှိတယ်သိတယ်ဆိုလို့ရှိရင်လည်းဒီ comment ထဲမှာ knowledge sharing အနေနဲ့လာပြီးတော့ share ထားလို့ရပါတယ်နောက်တစ်ခါ series with knowledge ကိုဘာကြောင့်ရသိချင်ပါသေးလဲ comment ထဲမှာရေးထားပေးလို့ရပါတယ်အခုတော့ bye